ရှင်ညိုလေဘဲတို့ညောင်းရင်အိုးလို့မိငုံငုံဘောရွှေစိတ်တော်ညိုနေသလားကိုနမရှင်ညိုလေဘဲတော်ညောင်းရင်အိုးကြီးလို့မိငုံကယော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 အပြော်လေးပေးလို့ချောင်းလိုက်နေသွားစမ်းမလေးလာမနှောင်းနဲ့စိတ်တော်ကောက်လို့ခြေဆောက်လိုက်မယ်သွားစမ်းမလေးလာမနှောင်းနဲ့ဆိုစိတ်တော်ကောက်လို့ခြေဆောက်လိုက်မယ်အာနာလိုက်တာရှင်နာလိုက်တာရှင်အသွေးပေါ်လာတဲ့ဓမ္မရဲ့မောင်ကြီးချောပါမယ်အသွေးပေါ်လာတဲ့ဓမ္မရဲ့မောင်ကြီးပွေးပါမယ်အသွေးပေါ်လာတဲ့ဓမ္မရဲ့မောင်ကြီးပွေးပါမယ်အသွေးပေါ်လာတဲ့ဓမ္မရဲ့မောင်ကြီးချောပါမယ်အကြောင်းဆုံးရှိပြလေးပါရစေတကယ်တော့ရှင်နေလေမောင်ကြီးဟာမင်းခါယောက်ျားအမောင်စစ်သားပါတိုင်းပြည်အတွက်အသက်နဲ့အဖြစ်ရန်ကိုချေမုန်းရပေမဲ့ချစ်တတ်တဲ့မောင်ကြီးရဲ့နှလုံးသားရှင်ညို့စီမှာထားခဲ့ပြီးသားပါဒီတစ်ခေါက်စစ်ထွက်ပြန်လာရင်တွေ့တစုံမိဘနှစ်ပါးနဲ့ထိမ်းများကဂဟေဆက်ရွှေလက်ထက်မှာပါနမတော်ကြီး။အိုးမောင်တော်လက်ရမင်းထင်ရဲ့မင်းပါခါစားမင်းယောက်ျားမို့ရှမုံနာကန်းကြီးကအညတရတောသူဘဝရှင်ညိုနှမကိုမှုသားစကားမပြောကြပါနဲ့မောင်မောင်ရဲ့မောင်မောင်နဲ့သာဝေးခဲ့ရရင်ဒီရှမုံနာကန်းကြီးလေးမှာရှိရဲ့ဟောဟိုကအုံးမြင့်ကြီးကိုသက်သေးထားလို့မမောင်လာမဲ့လမ်းကိုမှန်းလို့စောင့်နေပါမယ်မမောင်စစ်သူကြီးလက်ရမင်းတင်တည်ရအမိန်တော်ပါလိုက်နေစားတခုရန်ကိုလူ၍တပုံရန်ထပုံကန်ကြွနေပါဖြစ်လက်ရမင်းတင်စစ်သူကြီးကိုလိုက်စစ်ထွက်စီဘယင်မိတ်တော်မောင်တော်စစ်ထွက်ရတော့မယ်ရှင်ညိုမောင်တော်စစ်ထွက်ရတော့မယ်မောင်တော်စစ်ထွက်ရတော့မယ်ဆိုတော့ဒီရမုံနာကဲချိန်မှာရှိတဲ့အလားဆုံးခေကလေးတွေကိုရှင်ညိုကိုယ်တိုင်ရွေးပြီးတော့ဟိုရခရုပ်ကလေးလေးကိုမောင်တော်အဆောင်ပေးလိုက်ပြစေတော့မောင်တော်ဒီခရုပ်ကလေးလေးကိုမောင်တော်ကိုနဲ့မကွာတင်ချပေးပါမောင်တော်ရေနော်မောင်တော်စိတ်ချပါရှင်ညိုရေရှင်ညိုပေးတဲ့ဒီခယူပဒီဆွဲကြိုးလေးကိုမောင်တော်ကိုနဲ့မကွာအသက်ထက်ဆုံးသိမ်းထားပါမယ်ရှင်ညိုရေရှင်ညိုငိုနေတာလားမငိုပါနဲ့ရှင်ညိုရေအငိုကိုရုပ်မျက်ရည်တွေတုပ်လိုက်စမ်းပါစစ်သားကျင်ရာဖြစ်ချင်ပါလျင်စစ်ထွက်ယောက်ျားဇာနီဘွားကိုအပြုံးမှန်ထွေးဖွဲ့တပြေခက်နဲ့အောင်ရအောင်ကြောင်းမင်းစုတောင်းရမယ်လေရှင်ညိုဒီတစ်ခေါက်မောင်ကြီးစစ်ထွက်ကပြန်လာရင်ဟောဒီရမုံနာကမ်းခြေမှာငှက်မောင်နှံလေချင်းရှက်တယ်လို့အချစ်တချင်းလေးတက်လို့ဆိုရင်ကြော်ကြရမှာပေါ့ရှင်ကဲရှင်ညိုရဲ့ပြုံးမှန်လေးဆက်ပါပြုံးမအောင်ရှင်ညိုမောင်တို့စစ်ထွက်တော့မယ်နော်
ပြီမမ